စစ်ကြောင်းတွေအကုန်ကြတယ်စစ်တုံးမှန်ရောအလောင်းတွေရောလက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိတယ်လို့အဲ့ဒီစီရေးသတင်းမြစ်ကရှင်းပြပါတယ်ခင်ဗျာအာဏာသိမ်းစစ်တပ်ကကြီးရီလေးအင်အားအစုံသုံးပြီးတော့အရကတက်တော်ထိန်းချုပ်နယ်မြေတွေကိုထိုးစစ်ဆင်ခဲ့ပေမဲ့အောင်မြင်မှုမရဘဲနဲ့နောက်ဆုတ်သွားခဲ့ရပြီးလက်ရှိတိုက်ပွဲမှာတောင်ပေါ်ကြီးရေတက်နားသို့ရောက်ရှိနေပြီလို့သိရပါတယ်ခင်ဗျာဒီရပိုင်းမှာတိုက်ပွဲလည်းပြင်းထန်တယ်အေဘက်ကလည်းတက်လာတဲ့စစ်ကြောင်းမှန်သမျှကိုအကုန်တိုက်နေတာပါအခုစစ်တပ်ရဲ့ခံစစ်အနေထားကရေတက်နားကတ်နေပြီနှစ်ဖက်တိုက်ပွဲကတောင်ပေါ်ကြီးရေတက်နားထိကတ်လာတော့သူတို့စစ်တပ်ကလည်းလေကြောင်းရေကြောင်းအင်အားတွေနဲ့အသေးအတန်တောင်ပေါ်ဦးကိုကာကွယ်နေရပြီလို့ရှင်းပြပါတယ်ခင်ဗျာနောက်ထပ်စီးရေးချင်းတွေကိုသိရှိတဲ့ဒေသခံတို့ကလည်းအာဏာသိမ်းစစ်တပ်အနေနဲ့အကြဆုံးများနေပြီးအလံပြူထောင်းလက်နက်ချလာသူတွေလည်း10ကျော်ခန့်ရှိနေပြီလို့ပြောကြပါတယ်ခင်ဗျာဘယ်လိုပြောရမလဲကြားကိုမှသွားဆန်တာဟိုအခုကထိုးစစ်ကနေခန်းစစ်ဖြစ်ုံမကရေတက်တက်ရင်စခန်းမှာကြတော့မဲ့အခြေအနေဖြစ်သွားပြီစစ်တပ်ဘက်ကအခုလိုအကြဆုံးများလာတဲ့အတွက်အလံပြူထောင်းပြီးတော့အလင်းဝင်လာသူတွေ10နဲ့ချီပြီးတောင်ရှိနေပြီတက်တော်ကလည်းသတင်းထုတ်ပြန်နိုင်ပါတယ်ဆိုပြီးသူကရှင်းပြပါတယ်တာ10ကျော်ခန့်အလံပြူထောင်းလက်နက်ချမှုတွေရှိခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းမြစ်တွေကအတည်ပြုနေပါတယ်အာဏာသိမ်းချက်ဖက်စစ်တပ်ဟာတောင်ပေါ်ကြီးရေတက်တိုက်ပွဲမှာအနိုင်မရပဲအရှုံးပေါ်နေတဲ့အတွက်အနီးနားမှာရှိတဲ့လူနေကျေးရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်ဒေသခံပြည်သူတွေအထူးသတိထားဖို့လိုအပ်ကြောင်းလဲသတင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာဒီတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မြိုင်မြို့နယ်တရက်ကံပြူစောတိရွာတွေကစစ်သားတွေပါဝင်40လောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်မေလ20မြိုင်မြို့နယ်တရက်ကံပြူရွာကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာမေလ22ရက်မွန်းတဲ့12နာရီလောက်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါသူတို့စစ်သားတွေရောပြူတွေရောပြည်သူတွေရောနေကြတယ်ပြည်သူကလည်းစစ်တပ်ထောက်ခံတာရှိမယ်ပြည်ရွာတွေကမထက်ရွဲလို့ဆက်ပြီးတော့နေကြတာတွေရှိမယ်ပေါ့လေစကားမတပ်သားတွေနဲ့ပြည်သူစုစုပေါင်း100ဝန်းကျင်လောက်ကအနီးမှာရှိတဲ့တွင်းမပြူနဲ့ပြည်သူတွေစုစုပေါင်း40လောက်ဖမ်းဆီးရမိတယ်လို့မြိုင်မြို့နယ်စစ်ရေးသတင်းမြစ်ကပြောပါတယ်ခင်ဗျာစင်ရ50လောက်ရှိတဲ့တပ်တွေကခက်ခဲနဲ့သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်လေကြောင်းတွေတအားလာတယ် Jet Fighter 3 စီး Y12 2 စီးနဲ့တောက်လျှောက်လာပစ်လို့နေမြေရှင်းလို့သူကဆက်ပြီးတော့ရှင်းပြပါတယ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူချို့တန်ရာရရှိခဲ့ကြောင်းသိရပေမဲ့အသေးစိတ်ပတ်သက်ပြီးတပ်ဆိုင်ရာဒေါ်လာရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူးခင်ဗျာမြေစာပုံပြိုကျမှုမှာ3ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်ကချင်ပြည်နယ်ဖားကန်ဒေသမှာဒီကနေ့မေလပြိုကျပြီးရေမဆေးသမား3ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်ပစံချောင်းတောင်ကျော်လို့လူသိများတဲ့နေရာမှာနေ့လယ်12နာရီလောက်ကပေတရာလောက်မြင့်တဲ့မြေစာပုံပြိုကျတာလို့ဒေသခံတွေကပြောပါတယ်အဲ့ဒီဘဝင်းကျင်မှာရေမဆေးကြောက်ရှာသူ90ထက်မနည်းရှိပေမဲ့3ဦးမြေပိပြီးတော့ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ဆက်မပြိုတာရဲ့ဘေးလူတွေကဝိုင်းပြီးတော့ကယ်ကြရတဲ့အကြောင်းဆွဲထုတ်နိုင်တာဒဏ်ရာတော့ရတယ်စေကန်းကိုပို့လိုက်ရတယ်လို့ရင်မစေးကြောက်ရှာတဲ့သူတူကရှင်းပြပါတယ်ခင်ဗျာကြောက်စိမ့်တူဖို့ရေလောက်ကွက်တစ်ခုပြိုကျပြီးတော့လူတချို့နဲ့ဆက်ရန်တရားတွေမြေပိသွားခဲ့ပါတယ်ဘာကန်ဒေသမှာစစ်တပ်နဲ့ KIA KPDF စစ်စင်ရေးတင်းမာနေပြီးဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေမိုင်းပေါက်ကွဲမှုတွေလည်းရှိနေပါတယ်ခင်ဗျာနောက်ပိုင်းမြို့နယ်3ခုကိုလေကြောင်းတိုက်ခိုက်မှု38ကြိမ်ထပ်မံပြုလုပ်ခဲ့တာပါအဲဒီလေကြောင်းတိုက်ခိုက်မှုတွေမှာလူနေအိမ်တွေဆိုင်ကန်းတွေအစိုးရအဆောက်အအုံအများပြားနားဆွင့်ပြီးတော့လေကြောင်းကိုသတိပြုပြီးတော့နေထိုင်ကြဖို့လဲတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာမင်းတပ်မတူပီကံပက်လက်မြို့နယ်3ခုတည်းကဆက်ရှုံးကောင်စီဟာကံပက်လက်မြို့ကိုဥတီပြီးတော့စစ်ကြောင်းထိုးနေလို့ကံပက်လက်မြို့နယ်အတွင်းမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပါတယ်ခင်ဗျာကဒရုန်းနဲ့တိုက်ခိုက်လိုက်တယ်လို့သိရပါတယ်ယူကရိန်းဒရုန်းတွေကNovorossiysk ရေတပ်စခန်းကရုရှားစစ်သင်္ဘောတွေနဲ့ Hammercraft ဒရုန်းကြီးတစ်စင်းကိုတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းဒရုန်းတပ်ဖွဲ့တွေရဲ့တမူပါတယ်မေလရဲ့ပထမ23ရက်အတွင်းယူကရိန်းဒရုန်းတွေကရုရှားရေနံစက်ရုံကြီး73ခုကိုတိုက်ခိုက်ခဲ့တယ်လို့ Telegram ကတိကျသတင်းစကားတစ်ခုမှာ Brody ကပြောဆိုခဲ့တာတွေ့ရပါတယ်စိတ်ကမ်းပြင်ဆင်တဲ့ဒေသရဲ့မော်ကွန်းတိုက်နဲ့ဂျိုရုပုံရိပ်တွေနဲ့ကိုက်ညီနေလို့အဆောက်အုံတွေကနေတဆင့်ဒီနေရာကိုအတည်ပြုနိုင်ခဲ့ပါတယ်ဗီဒီယိုတွေမှာတွေ့ရတဲ့တင်မော်တွေရဲ့နာမည်နဲ့ဗီဒီယိုရိုက်ကူးခဲ့တဲ့ရက်စွဲကိုအတည်မပြုရသေးပေမဲ့မေလယူကရိန်းဟာမကြသေးမီကာလအတွင်းမှာရုရှားရေနံချက်စက်ရုံတွေနဲ့တည်ယူပို့ဆောင်ရေးစက်ရုံတွေအပေါ်တိုက်ခိုက်မှုအရေးအတွက်နဲ့အတိုင်းအတာကိုတိတိတသာတိုးမြင့်ခဲ့ပါတယ်ရုရှားသမ္မတနန်တော်ရဲ့စစ်ပွဲအတွက်ငွေကြေးထောက်ပံ့မှုသုံးတဲ့ရေနံနဲ့သဘာဝဓာတ်ငွေတင်ပို့မှုကနေရတဲ့ရုရှားရဲ့ဝင်ငွေကိုလျှော့ချဖို့ကြိုးပမ်းခဲ့တာပါယူကရိန်းစစ်တပ်ကယူကရိန်းနယ်စပ်ကနေ1056မိုင်ကွာမှာရှိတဲ့ရုရှားနိုင်ငံတွေကပန်းဒေသမှာရှိတဲ့ Mefred Chemical ဓာတုဗေဒစက်ရုံကြီးတစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းသမ္မတ Volodymyr Zelensky ကအနက်မှာအကြီးဆုံးဖြစ်တဲ့ရုရှားရဲ့ Shakra ရေနံစိတ်ကမ်းနားက Kyushtova ရေနံဂိုဒေါင်ကိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ညလုံးပေါက်တိုက်ခိုက်မှုတွေကြောင့် Shakra စိတ်ကမ်းမှာမီးလောင်ခဲ့တယ်လို့ယူကရိန်းရဲ့စူးစီးအရာရှိက Telegram မှာပြောထားပါတယ်။ Chrysalis လို့နာမည်ပေးထားတဲ့ရေနံတင်သင်္ဘောတစ်စင်းလဲပင်လယ်နက်ထဲမှာပြစ်ခတ်ခံရပြီးထိမှန်ခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ နော်
ဘယ်နိုင်လောက်ရှိမှည8နိုင်ကျော်လောက်ပေါ့နော် ODC ပြီးပြလာတဲ့အချိန်မှာပြီးပြတဲ့အချိန်နဲ့တိုက်တယ်ပေါ့နော်တိုက်ပြီးတော့သူတို့လည်းကင်းလေးတဲ့အချိန်နဲ့တိုးပြီးတော့ကျွန်တော်တို့ဝိုင်းခုံနဲ့ခုံမှုဆိုပြီးတော့ကျွန်တော်တို့ဆွဲသွားပါတယ်ဆွဲပြီးတော့ရန်ကုန်စစ်ကြောရေးကိုရောက်ပါတယ်ရန်ကုန်စစ်ကြောရေးကိုရောက်တော့မင်းတက်သေးဝင်มาလားဘာလုံးမလဲပေါ့နော်ကျွန်တော်မေးရပေါ့နော်မေးလဲမေးပြီးတော့မင်းကျွန်တော်တော့မဝင်ဘူးလို့ပထမတော့ညင်းပါတယ်ညင်းတော့သူတို့ကပြောလဲဘာပြန်ပြောလဲဆိုလို့ရှိရင်ကျွန်တော်ကိုမင်းခုမဝင်လဲမင်းနောက်ကြရဝင်ရမှာပဲဆိုတော့ကျွန်တော်လည်းမထူးဆိုပြီးတော့ကျွန်တော်ဝင်လိုက်ပါတယ်ဝင်ပြီးတော့တောင်တွင်းရန်ကုန်ကနေတဆင်းကျွန်တော်ကိုသူတို့တောင်တွင်းကြီးကိုပို့တယ်ပေါ့နော်ကားနဲ့တစ်ခေါက်လိုက်ပို့တယ်ကားနဲ့ပို့ပြီးတော့တောင်တွင်းကြီးမှာပေါ့နော်ကျွန်တော်တို့9လနီးပါးလောက်တင်းတန်းတက်ကြတယ်ပေါ့နော်တက်လဲတက်ပြီးတော့ကျွန်တော်တို့ကို4လခွဲကြော်လောက်ကြတော့ကိုပိုင်နံပါတ်တွေကြားတယ်ဆိုပြီးပေါ့နော်ကျွန်တော်တို့ကိုပိုင်နံပါတ်တွေချပြီးပါတယ်ချပြီးတော့ပထမပေါ့နော်ကျွန်တော်တို့ပြောရတော့မင်း2နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်2နှစ်ပြီးမင်းလူရိုးပြည်သူလူမျိုးပဲမင်းလွတ်လပ်သွားနိုင်ပြီလို့ပြောပါတယ်ဒါပေမဲ့တကယ်တမ်းအဖြေကထွက်လာတဲ့ချိန်ကျတော့ကျွန်တော်ကလုံးဝဒီပြောမှဆိုလို့ရှိရင်ဒီစစ်ထဲမှာပဲပေါ့နော်တဘွားလုံးကုန်ဆုံးရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်အဲ့လိုမျိုးသူတို့ကပြီးတော့အဲ့လိုမျိုးဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်မသိလို့မေးကြည့်လိုက်တော့သူတို့ကအတန်းပညာရည်ချင်းနဲ့ခွဲပေါ့နော်တန်းပညာရည်ချင်းကျတော့သူတို့က6တန်းအောက်ဆိုလို့ရှိရင်ပါစာတဲ့ထဲပါတယ်ပါစာတဲ့ထဲပြီးလို့ရှိရင်6တန်းနဲ့အထက်ဆိုလို့ရှိရင်သူတို့ကတာဝန်မှုလည်းထဲပါတယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က2ဦးရဲ့အပတ်စဉ်ပေါ့နော်2ဦးပတ်စဉ်ဆိုတော့ကျွန်တော်ဒီ2025တလပိုင်း2025 25ရက်နေ့ရောက်ဖွင့်တာ6လပိုင်း26ရက်နေ့မှာကျွန်တော်တို့ဆင်းပါတယ်ဆင်းပြီးတော့ကျွန်တော်တို့ကားနဲ့ပေါ့နော်လာပြန်ခေါ်ပြီးတော့ရန်ကုန်စစ်ကြောရေးကိုတစ်ခေါက်ပြန်ရောက်ပါတယ်ရန်ကုန်စစ်ကြောရေးကိုတစ်ခေါက်ပြန်ရောက်ပြီးတော့စစ်ကြောရေးမှာကျွန်တော်2ပတ်လောက်နေရပေါ့နော်သူတို့လာခေါ်တဲ့သူတို့စစ်ဘိုလ်တွေနဲ့ပေါ့နော်2ပတ်လောက်နေပြီးတော့မင်းတို့အချိန်ကြပြီပေါ့နော်မင်းတို့တရင်သွားရမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပါတယ်ပြောလာတော့အားနဲ့ကျွန်တော်တို့လည်းထုတ်ပိုးတွေအကုန်လုံးပြင်ပေါ့နော်ပြင်ပြီးတော့ကားနဲ့ရန်ကုန်သင်္ဘောဆိပ်ကိုဆင်းပါတယ်ရန်ကုန်သင်္ဘောဆိပ်ကိုရောက်တော့ကျွန်တော်တို့သင်္ဘောအသေးသေးစီးပါတယ်စီးပြီးတော့ပင်လေတဲ့ကိုဝင်ကနာနေတော့သူတို့ကစစ်သင်္ဘောနဲ့လာကြိုးပါတယ်စစ်သင်္ဘောကိုတစ်ခါကျွန်တော်တို့ထပ်စီးရပါတယ်စီးပြီးတော့ပင်လေတဲ့ရောက်ပါတယ်ပင်လေတဲ့ကိုပေါ့နော်သူတို့ထပ်မပင်လေတဲ့ရောက်ပြီးမှပင်လေတဲ့မှာတညအိတ်တယ်အိပ်ပြီးတော့နောက်နေ့မနက်နိုင်ဝက်တာလာပေါ့နော်သူတို့စစ်သင်္ဘောနဲ့ဆက်မောင်းလဲမောင်းပြီးတော့သူတို့သင်္ဘောအငယ်သားအလက်စားလေးပေါ့နော်အဲ့လောက်ရှိကိုကျွန်တော်တို့ထပ်ပြောင်းရပါတယ်ပြောင်းပြီးတော့တဝဲကိုရောက်ပါတယ်တဝဲရောက်တော့သူတို့ကျွန်တော်တို့လာခေါ်တဲ့တက်တွေကနေတက်တီးရန်သူတို့ကားရည်နဲ့လာခေါ်ပါတယ်ခေါ်ပြီးတော့ကျွန်တော်တက်ကိုတော့မရောက်ပါဘူးကျွန်တော်ပေါ့နော်လမ်းမှာလည်းပဲသူတို့ကပထမတော့ကျွန်တော်တို့အကုန်လုံးတော့ပျော်တာပေါ့နော်တင်းတန်းဆင်းပြီးချင်းတက်ကိုပြန်မှာဆိုတော့ပျော်ကြတာပေါ့ဒါပေမဲ့တကယ်တမ်းဖြစ်မလာပါဘူးကျွန်တော်တို့လမ်းမှာလည်းကျွန်တော်တို့ဖြတ်ခေါ်သွားပါတယ်မင်းတို့အရေးကြီးရပေါ့နော်မင်းတို့လိုက်ခဲ့ဆိုပြီးတော့ကျွန်တော်တို့အကုန်လုံးပါသွားပါတယ်ပါသွားပြီးတော့ကျွန်တော်တို့ဓဝယ်ထဲမှာတွေ3လနီးပါလောက်ပေါ့နော်ဘယ်လိုလဲဆိုတော့ရှင်နေမြေရှင်းလေးဆိုတော့တလောက်ပေါ့အဲ့လောက်ကြတော့ကျွန်တော်တရင်မူနာရောက်ပါတယ်တရင်မူနာရောက်တော့သူနဲ့ပဲပေါ့နော်သူနာပါပဲနေပြီးတော့အတူတူပဲလှုပ်ရှားထွက်ပါတယ်ထွက်တဲ့အချိန်မှာမှတရင်မူကကြတော့တကယ်ကျွန်တော်ပထမတော့ကျွန်တော်တို့လည်းလန့်တာပေါ့နော်တစ်ခါမှလည်းမတွေ့ဘူးဆိုတော့လေမကြုံဘူးတော့နောက်ပိုင်းလဲကြတော့တရင်မူကတကယ်တမ်းတော့သဘောလဲကောင်းပြီးတော့သဘောကောင်းပါတယ်ကျွန်တော်တို့လည်းချစ်ရှာပါတယ်ဒါပေမဲ့သူကဘယ်လိုလဲဆိုတော့အားပေးပါကျွန်တော်တို့မင်းသူကောင်းနေတဲ့ဒီတိုင်းသိရမလားမတောက်နည်းနည်းပါးမတောက်ဘူးဆိုလို့ရှင်ပေါ့နော်သူကအားတပည့်မင်းကြိုးစားမင်းရှေ့ဆက်မင်းကလည်းအတန်းပညာရည်ချင်းရှိရောမင်းရှေ့ကြောင်မင်းဒီတိုင်းကြိုးစားလို့ရှင်မင်းကြောင်းပြန်တက်ပြီးတော့မင်းဘယ်ရရှိတင်နေမင်းတက်လို့ရတယ်ငါရအောင်လုပ်ပေးမယ်လို့ပြောပါတယ်သူနည်းနည်းပါးကောင်းနေတဲ့အချိန်ဆိုလို့ရှင်တော့အားတပည့်ရှေ့တန်းရောက်လို့ရှင်မင်းအခွင့်တာရင်တာတယ်လို့ပြေးဖို့ကျွန်တော်အမြဲတမ်းဆုံးပါပါတယ်ကျွန်တော်တို့ဓဝယ်ထဲမှာလှုပ်ရှားထွက်နေနေအထက်ကနေပြီးတော့အမိန့်ကြလာတာပေါ့နော်မင်းတို့အရေးကြီးတယ်မင်းတို့ဒီဘိတ်ဘက်ကိုဆင်းလာဖို့ပေါ့ကျွန်တော်တို့ပြောတော့ကျွန်တော်တို့လက်ရှိနေတဲ့တီနေရာကိုသူတို့ကားရောက်လာပါလေရောက်လာကျွန်တော်တို့ချက်ချင်းပဲနှီးချင်းပဲကားနဲ့ခေါ်ပြီးတော့ဓဝယ်သင်္ဘောစိတ်ကိုဆင်းနေပေါ့နော်ဓဝယ်သင်္ဘောစိတ်ကနေတစ်ဆင့်တင်တန်းဆင်းသလိုမျိုးပေါ့နော်သင်္ဘော3ကားလောက်ပြောင်းစီးလိုက်ရပါတယ်ပြောင်းစီးပြီးတော့ညိတ်သင်္ဘောစိတ်ဘိတ်သင်္ဘောစိတ်ကိုကတ်တယ်ပေါ့နော်ဘိတ်ကနေတစ်ဆင့်ကျွန်တော်တို့လီတက်ကကားရည်နဲ့လာခေါ်ပါတယ်ကားရည်နဲ့ခေါ်ပြီးတော့ကျွန်တော်တို့လီတက်ကိုရောက်ပါတယ်လီတက်မှာတညအိတ်လဲအိတ်ပြီးတော့လီတက်ရောက်မှကျွန်တော်တို့ဒီမော်တောင်ကိုတက်ကမယ်ဆိုတာသိရပါတော့အဲ့ဒီတဆင်သူမှာအမှတညအိတ်ပြီးတော့ကျွန်တော်တို့ဒီကိုရောက်တာပေါ့နော်သူတို့လီတက်ကနေလိန်နေနဲ့လိုက်ဖို့ဘိတ်လီတက်ကနေပေါ့နော်သူတို့ husky နဲ့လိုက်ဖို့ပါတယ် husky ကကြတော့တစည်းကိုသူတို့ရိတ်ခါရောလူရောဆိုလို့ရှိရင်18-20လောက်ပါတယ်ပေါ့နော်
ကုန်လုံးမကိုကိုကောက်နီးလောက်လိုက်ကိုကောက်လောက်လိုက်ပို့ပါတယ်လိုက်ပို့ပြီးတော့ကျွန်တော်တို့ရိတ်ခါချပြီးတော့ဗောနော်သူတို့အဲ့လိုမျိုးချပြီးပါတယ်ဒီနဲ့ချပြီးတော့ကျွန်တော်ကတော့ဒုတိယအသုတ်မှာပါလာတာဗောနော်ဒုတိယအသုတ်မှာပါလာရဲရောက်ကျွန်တော်တို့ခဏပဲနားပြီးရဗောနော်နားပြီးပြီးတော့သူတို့ကင်းရှစ်ထုတ်ပါတယ်ကျွန်တော်ပြင်နောက်ထပ်3ယောက်ပါပါတယ်အကုန်လုံးပေါင်းစုစုပေါင်း4ယောက်ဗောနော်ကင်းရှစ်ထုတ်ပြီးတော့သူတို့ကနောက်ထပ်ရောက်လာမယ့် husky ကိုဗောနော်သူတို့ကစောင့်ပါတယ်စောင့်ပြီးတော့ညနေဆောင်လောက်ကြ3နာရီကျော်လောက်ကြတော့ဗောနော်ဒီကျွန်တော်နဲ့တူတူဘယ်လိုလဲဆိုတော့ကင်းရှစ်ထုတ်ထားတဲ့3ယောက်ကိုသူတို့ကလာပြန်ခေါ်သွားပါတယ်ကျွန်တော်ကတော့ကြံခဲ့ရပါတော့ကျွန်တော်လည်းပထမတော့သူတို့လိုက်ကြည့်ပါသေးဒါပေမဲ့သူတို့ကဘယ်လိုလဲဆိုတော့နီးနားမှာပဲရှိမှာပဲဆိုကျွန်တော်ကလည်းအတွေးနဲ့ဆက်နေလိုက်ပါတယ်ကိုနေရာမှာကိုဆက်နေလဲနေပြီးတော့လီနာရင်ခွဲကြော်လောက်ကြတော့တောထဲမှာဆိုတော့မှောင်လာတော့ဗောနော်မှောင်လာကျွန်တော်လည်းချင်းနေတစ်ခုတော့ထူးမှာပဲဆိုကျွန်တော်ရှိတက်ကြည့်တော့ရက်သားရင်နဲ့တွေ့ပါတယ်ရက်သားရင်နဲ့တွေ့တော့ကျွန်တော်မေးကြည့်တော့သူတို့အကုန်လုံးကမရှိတော့ထွက်သွားပြီလို့ပြောကြပါတယ်ပြောလဲပြောအဲ့နဲ့ကျွန်တော်မေးတော့ကျွန်တော်ဘေးပါတယ်သူတို့ကဆရာကျွန်တော်ကြတော့သူတို့ကဆရာလို့ခေါ်ပြီးတော့ဆရာလိုက်သွားမလားဗောနော်ကျွန်တော်မလိုက်တော့မတို့နဲ့ပဲကျွန်တော်အတူတူနေပေါ့နော်သူတို့မေးကြည့်လိုက်တော့အမဒီနားမှာ PDF ဂိတ်တွေပါရှိလားနီးလို့ရှိရင်ကျွန်တော်တစ်ချက်လောက်လိုက်ပို့ပေးပါလားဆိုတော့သူတို့ကကျွန်တော်ကြောက်နေတဲ့အချိန်လေးရှိတော့သူကလည်းမပြောပါဘူးမပြောတော့အဲ့ကျွန်တော်ဘာမှမလုပ်ဘူးကျွန်တော်အလင်းဝင်မလို့ဒီနီးနားမှာရှိတဲ့နေရာကျွန်တော်တစ်ချက်လောက်ညွှန်ပါဆိုလို့သူတို့ကတော့ဒီဘယ်ဘက်သွားလို့ကျွန်တော်ညွှန်ပြလိုက်ပါတယ်ညွှန်ပြတဲ့အချိန်မှာကျွန်တော်ကလည်းအချိန်ဆိုင်မနေပဲနဲ့လင့်သွားမှာဆိုလို့ကျွန်တော်ကလည်းသူတို့ညွှန်ပြရလမ်းတိုင်းပဲလာပါတယ်သွားတဲ့အချိန်မှာလည်းကျွန်တော်ကဘယ်လိုလဲဆိုတော့ဝလုံးမှာကျွန်တော်မှာပါတဲ့စွတ်ချက်အဖြူတစ်ထဲကိုချုပ်ပြီးထုတ်ပြီးတော့ကျွန်တော်ဝလုံးမှာခြိလိုက်ပါတယ်ခြိပြီးတော့သွားပါတယ်သွားတဲ့အချိန်မှာလည်းသွားပါတယ်သွားတော့ကျွန်တော်နဲ့သူတို့ရှိသွားတဲ့အချိန်မှာတိတ်မကြပါဘူးသူတို့ရှိကိုရောက်ပါတယ်ရောက်တဲ့အချိန်မှာတော့လက်နဲ့ခဲရတဲ့ကျွန်တော်မှာပါတဲ့ပစ္စည်းအကုန်ကျွန်တော်တို့လက်တွေအပ်ပါတယ်သူကကျွန်တော်ကိုသူတို့မှရှိရဟိုင်းနဲ့အခက်ကြရပါတော့အကုန်လုံးညီကိုလေးကြီးပါပဲဘာမှမဖြစ်ဘူးဆိုပြီးတော့အေးစစ်စစ်မြေဘာမှမဖြစ်ဘူးအေးစစ်စစ်နေပါပေါ့နော်မကြခင်ဘုံမှုရောက်လာမယ်လို့ကျွန်တော်ပြောတော့ဘုံမှုကျွန်တော်သူတို့ပေါ့နော်ကျွန်တော်ပြောပြီးလို့မကြပါဘူးဘုံမှုရောက်လာပါတယ်ရောက်လာတော့ဘုံမှုကလည်းကျွန်တော်ဝိုင်းမန်းတက်တာပါပဲနည်းနည်းထွေးပါပဲကျူတော့ပြီးလဲပြီးတော့သူကနည်းနည်းပပပေါ့နော်ကျွန်တော်မေးတော့ဘာမေးလဲဆိုလို့ရှိရင်ဒီလေးမင်းဘာလို့ချင်လဲမင်းနိုင်ငံခြားသွားတင်တာဒါမှမဟုတ်လို့ရှိရင်မင်းပြန်ကျင်လာလို့မေးပါတယ်ဒါပေမဲ့ကျွန်တော်ကတော့နှစ်ခုစလုံးကတော့မရွေးချယ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တယောက်တည်းမှမဟုတ်ဘူးပေါ့နော်ပြည်သူတွေအကုန်လုံးပေါ့စိတ်တို့ကမျိုးပြနေဒီစက်ကောင်စီပေါ့နော်ကျွန်တော်ဆက်လက်တွန်းလှန်သွားမယ်လို့ပြောလိုက်ပါတယ်ပြောတဲ့အချိန်မှာတော့ဘုံမှုကတော့ပြောပါကျွန်တော်မင်းစဉ်းစားဖို့ပေါ့နော်မင်းဘူဒါအလောကြီးမဆုံးဖြတ်နေပေါ့ကျွန်တော်ပြောပါတယ်ပြောတဲ့အချိန်မှာဟုတ်ကဲ့ဘုံကျွန်တော်ကငကိုတွေကလည်းဘယ်လိုလဲဆိုတော့ဒီသူတို့ဆွဲထဲတဲ့အရာကြီးမှလည်းမနေချင်ဘူးညာမနေချင်တဲ့အပြင်ကဒီဥစ္စာယူပါကျွန်တော်ပြန်ပြီးတွန်းလှန်ခြင်းတော့ဘုံမှုတော့ကျွန်တော်တစ်ချိန်မကပါဘူးကျွန်တော်ပြောပါဘုံမှုကျွန်တော်ပြန်ပြီးတွန်းလှန်မယ်လို့ပြောပါတယ်အဲ့ဒါမှဘုံကညီလေးမေးစောသေးပါတယ်မင်းစဉ်းစားလို့ကျွန်တော်အချိန်ကြီးတော့အများကြီးပေးထားပါတယ်ဒီနိုင်ငံတွင်းမှာရှိကြရမောင်နော်မိဘမောင်ပါတဲ့ညီကောင်မောင်တော့မှားခြင်းတဲ့သူကိုမှားခြင်းတာကတော့ဒီပြောမှဆိုဒီစစ်ကောင်စီတွေကရန်ရယူပေါ့နော်ဘယ်လိုလဲဆိုတော့အကြာကြီးတော့မလဲဘက်စီခြင်းနော်မလဲဘက်စီခြင်းပြီးတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အခုဆိုရင်စစ်မှုမထမ်းမနေရဆိုပြီးတော့ဥပဒေပြဋ္ဌာန်းတဲ့အတွက်ကိုလူငယ်အတွက်ကပေါ့နော်ဘယ်လိုပြောမလဲဆိုရင်စိုးရင်စရာဖြစ်လာတာပေါ့နော်ဖြစ်လာတဲ့အချိန်မှာမိဘတွေလည်းစိတ်ဆင်းရတဲ့အပြင်မှာကိုညီကိုမောင်နှမတွေလည်းစိတ်ဆင်းရတယ်ပေါ့နော်အဲ့လိုဖြစ်လာလို့ကိုကရှောင်မလားဒါမှမဟုတ်လို့ရှိရင်သူတို့လာခေါ်တာစောင့်မလားဆိုတဲ့အရာကြီးဖြစ်နိုင်ရင်တော့ကျွန်တော်အတန်းနိုင်တော့ရှောင်စေခြင်းနဲ့ရမှာပေါ့နော်ဟိုဒီလမ်းကတော့နှစ်ခုရှိရပေါ့တစ်ခုကတော့နိုင်ငံခြားသွားရင်သွားဒါမှမဟုတ်လို့ရှိရင်နီးစပ်ရကိုတငယ်ချင်းမဟုတ်လို့ရှိရင်ကိုရဲ့ဖုန်းရတစ်စင်းပေါ့နော်ဟိုဒါတော်လိုင်းဖွဲ့တွေကိုဆက်သွယ်ပြီးတော့ဝင်ပေါ့နော်အိမ်ထဲမှာပဲပေါ့နော်ဒီစစ်မိတ်စာရရင်လာပြီးတော့တကားခောက်တာကိုထိုင်မဆောင်ပဲနေပေါ့နော်ကိုတွေးနေကိုဟိုဒါဘယ်လိုလဲဆိုတော့တော်လိုင်းမှာတပေါ့နော်ပါဝင်ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ပြီးတော့ဟိုဒါဘယ်လိုလဲတော်လိုင်းမှာဒီဘယ်လိုလဲအများတိုင်းပေါ့နော်ဟိုရှေ့တန်းထွက်နေရတယ်မဟုတ်ပါဘူးနောက်တန်းကညီကိုနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ထမင်းချက်တာတို့ထင်းခွဲတာပဲဖြစ်ဖြစ်အဲ့ဒါလည်းတစ်မျိုးတော်လန်တာပါပဲဒီဘယ်လိုလဲဆိုတော့သူတို့ရဲ့လူသားတစ်တိုင်းဖြစ်ပေါ့နော်အသုံးချတာမခံရဘူးနဲ့ကိုခိုးတာလွတ်လပ်ပေါ့နော်ဒီဒေါ်လာရင်းမှာတအပဝင်ကြပါတော့နော်အဲ့ဒါကိုတော့ကျွန်တော်တိုက်တွန်းတို့ကခန္ဓာရကြားမဲတွေဖြစ်တယ်နော်ဘယ်ရှင်တွေမျိုးမှာပဲဖြစ်ဖြစ်ဘလို့အနေထားမျိုးမှာပဲဖြစ်ဖြစ်နောက်ဆုံးကောင်ပြောမယ်ကျွန်တော်တို့ကဘွားတွေလည်းဆွန့်ပစ်ခဲ့ပြီးသွားပြီအနာဂတ်တွေလည်းဆွန့်လွတ်ခဲ့ပြီးသွားပြီကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့တော့မဟုတ်ဘူးကျွန်တော်တို့မိသားစုတွေတော့မဟုတ်ဘူးကျွန်တော်တို့ရွာကျွန်တော်တို့မြို့တော့မဟုတ်ဘူး
ကျွန်တော်တို့ဒီတိုင်းပြည်လုံးအတွက်လုံညာဖြစ်တယ်အဲ့တော့အားလုံးဆွလို့ပြီးသားကြီးကိုယ့်အသက်ကိုယ်တော်ဆွလို့ပြီးသားကြီးဖြစ်တဲ့အတွက်ခင်ဗျားတို့အားလုံးဆုံးဖြတ်ပြတာဖို့လိုတယ်ဘယ်အခြေအနေမျိုးမှမဆိုဘယ်ပုံစံနဲ့ကိုမဆိုကျွန်တော်တို့တွေရှင်းသန်နိုင်ဖို့လိုတယ်အဲ့ဒီအတွက်ကျွန်တော်တို့အပင်ပန်းခံနိုင်တဲ့အများစုကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတွေမှာအားနေကြတာတွေရှိကောင်းရှိတယ်ဘယ်ဘက်ကဆန်းကျွန်တော်တို့ကဓမ္မထောင်နိုင်တဲ့အနေအထားမှာဖြစ်နေရအဲ့ဒါကျွန်တော်တို့ပဲကျွန်တော်တို့ကြားပဲရဘယ်ချင်းနေမှမဖြစ်ဘယ်ကခဲမှမဖြစ်ကျွန်တော်တို့ကအပြစ်ပြတဲ့အနေနဲ့ရှင်းတန်နိုင်ရရှင်းရစမလို့ဒီမှာခင်ဗျားတို့မိဘတွေခင်ဗျားတို့ချစ်သူကြီးသားတွေဒူမခင်ဗျားတို့လည်းဒီရှိပြနိုင်မှာမဟုတ်ဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့အနာဂတ်နောက်တက်လာမယ့်လူစသစ်တွေအတွက်ကျွန်တော်တို့လုပ်နေရဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ခုကလေးကမဆွဲတော့အကောင်းဆုံးရှင်းစားသွားနိုင်လို့ဆိုရင်ခုချိန်ကလေးကကျွန်တော်တို့အများတို့ရဲ့စိတ်တွေကိုကတ်ထန်မာကြောထားပါကျွန်တော်တို့ကဘောပေါက်လားကောင်းဆုံးကြိုးရမယ်နော်ကျွန်တော်တို့ဒီနိုင်ငံကိုကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးတော့ကျွန်တော်တို့နေရာကြီးကနဲ့အားလုံးလိုချင်တဲ့လွတ်လပ်ရေးအားလုံးလိုချင်တဲ့ပြည်သူတွေစီကိုငါတို့ပြန်ပေးပါဆိုပြီးငါတို့မတုံးတော့ပါဘူးတောင်းခဲ့ပြီးတော့တောင်းလို့မရလို့ငါတို့တိုက်ယူနေပွဲဖြစ်တယ်အဲ့ဒါကြောင့်မြေလာတော့စိတ်တွေကိုဒီကောင်လေးအာနာရှင်စနစ်တော်တော်မြင့်တမငါတို့နေကန်တဲ့လွတ်လပ်မှုရှားလို့ဆိုတော့မှတ်တာပါအာနာရှင်ကိုမယုံကြည်ပါနဲ့ကျွန်တော်တို့တိုက်ယူပါရမယ်အားလုံးအိမ်ပြန်ခြင်းနဲ့ကျွန်တော်ပါဝင်အိမ်ပြန်ခြင်းကိုကျွန်တော်တို့အိမ်ပြန်နိုင်အောင်လုပ်နေတဲ့အကျိုးတော်ဖို့လိုတယ်ကျွန်တော်တို့ဒီဘာတွေကျွန်တော်တို့ပြုထည့်မယ်ကြာဆုံးသွားတဲ့ကျွန်တော်တို့ရဲဝါတွေအတွက်တမိုင်းကိုကျွန်တော်တို့ဆိုတာကျွန်တော်တို့ရေးလို့မယ်ကျွန်တော်တို့တမိုင်းကိုဒီမိုင်းရေးလို့မရအောင်တမိုင်းရေးလို့စစ်နိုင်တဲ့လူတွေတမိုင်းရေးလို့ရတာကျွန်တော်တို့ဘလောက်ပဲအမှန်တရားတွေလုပ်ခဲ့ဘလောက်ပဲကြိုးစားခဲ့စစ်မနိုင်အဲ့တမိုင်းကိုရေးလို့မရအောင်အဲ့တော့တမိုင်းရေးဖို့အတွက်ကျွန်တော်တို့အားလုံးစစ်နိုင်အောင်တိုက်မယ်ခင်ဗျားတို့ဝေးရလားအားပြကြရောကျွန်တော်တို့အနာဂတ်ပြည်မှာကြောင်းစစ်တိုက်တယ်ရှမ်းပြည်သူတို့ကပြည်မှာကြောင်းစစ်တိုက်တယ်စစ်တိုက်တယ်မတူတော့ကျွန်တော်တို့အဲ့ဒါကိုပြောပြီးပါပြီကျွန်တော်တို့နောက်လာတဲ့အနာဂတ်မျိုးဆက်တွေအတွက်နောက်လာတဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ကကောင်းတဲ့နိုင်ငံဖြစ်ဖို့ကျွန်တော်တို့ခင်ဗျားတို့မှာအများကြီးမှုပြီးတယ်အဲ့ဒီကြောင့်မလို့ခင်ဗျားတို့ကတော့အနာဂတ်ပြည်မှာကြောက်ပါအသက်ကလူများသိရတယ်မယ်ဖျားလာလို့သိပါလားကားတိုက်ပြီးသိပါလားစစ်မနိုင်ပဲသိနေလို့မရဘူးပဲနိုင်ငံမှာကဘာလာတဲ့စစ်ပြီးတွေမရဘူးပဲအဲ့တော့ဒီနေ့တရားမဲ့လူသားချင်းတူကျွန်တော်တို့မြန်မာတရားအတွက်အနာဂတ်တွေပဲတိုက်ပွဲဝင်မယ်ခင်ဗျားတို့ကတော့အားရပြည့်ပြလာပါလို့ကျွန်တော်ဒီနေ့ပြောနေတယ်မဆက်ရရှိတာအဘောတော်ရဲ့အပြန်နဲ့ပြန်ပါရဲ့ပြန်နော်ဟုတ်တယ်ရောโอเคကောင်းဆုံးနဲ့ကျွန်တော်တို့ဒီပြန်နိုင်ပါလေလို့ဒီနေရာလေးကိုစီမံပြလိုက်ပါလေဒီနေ့နဲ့ဆိုင်ရတဲ့ခင်ဗျားတို့ရှင်တွေကြာโอเคကျွန်တော်ပြောနေတာတော့ပဲအားလုံးကိုကျေးဇူးတင်တယ်နော်